အားလုံးပဲမင်္ဂလာပါဗျကျွန်တော်နာမည်ကျော်မြတ်သူလို့ခေါ်ပါတယ်ဒီနေ့ကျွန်တော်နဲ့တူတူ IFRS 16 lease လေးကိုတစ်ချက်လောက်လေ့လာကြည့်အောင်เนาะlease ကပမာလိုဘာသာပြန်ရင်9ရက်နောက်ပေါ့เนาะအဲဆို9ရက်နဲ့9ယူတဲ့စာချုပ်စာတမ်းအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုတွေစဉ်းသွင်းလဲပေါ့เนาะအဲ့ကောင်ဘယ်ကနေလေ့လာလို့ရလဲဆိုရင် IFRS 16 leases ကနေလေ့လာလို့ရပါတယ်အဲဆိုသူ့ရဲ့ definition လေးကိုစာကြည့်အောင်ဗျ lease 9ရက်နာဖြစ်ဖို့ရန်အတွက်ဆိုရင် is a contract တဲ့သူကတဲ့သဘောတူညီထားတာပါတဲ့ဘာသဘောတူထားလဲဆိုရင် that convey that the right to control the use of identified asset for a period of time in exchange for consideration as in ကျွန်တော်ကခုနက identified asset တစ်ခုကိုတဲ့ for a period အချိန်ကာလတစ်ခုအထိတဲ့ right to control ကျွန်တော်ထိန်းချုပ်ပိုင်ခွင့်ကိုတဲ့ convey လွှဲထားတဲ့ agreement သဘောတူညီမှုကိုကျွန်တော်က lease 9ရက်ချင်းလို့ခေါ်ပါတယ်တဲ့အဲ့လိုအမျိုးကျွန်တော်တွေလွှဲထားတဲ့အတွက်ကြောင့်ကျွန်တော်ဗာပြန်ရမယ်ဆိုရင် exchange for consideration ဆိုတော့အဖို့ကတစုံတရာပြန်ပြီးတော့ရမယ်ပေါ့အဲဆိုရင်ကျွန်တော်တို့ lease လို့ပြောရင်သူကနှစ်ပိုင်းရှိရပေါ့နှစ်ဖက်ရှိရပေါ့နော်တစ်ဖက်ကကြတော့ကျွန်တော်တို့ငှားပေးတဲ့သူလေသူ့ကိုကျွန်တော်ဘယ်လိုခေါ်လဲဆိုရင် lessor လို့ခေါ်တယ်ပေါ့နော်အဲဆိုငှားပေးတဲ့လူကနေပြီးတော့ကြတော့ကျွန်တော်တို့ပစ္စည်းတစုံတရာသူစီမှာရှိမယ်ပေါ့အဲ့တစုံတရာကိုကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့ကြတော့သူကငှားပေးလိုက်တယ်အဲဆိုရင်ခုနကဘဒုကိုဖမ်းပြီးတော့ငှားပေးလိုက်လဲဆိုရင် lessee လို့ခေါ်တယ်ကျွန်တော်တို့ငှားယူသူကိုငှားပေးလိုက်တယ်ပေါ့နော်အဲဒါဆိုလို့ငှားပေးလိုက်တယ်ဆိုတော့ကောင်ကိုကျွန်တော်ကဘာလို့ခေါ်လဲဆိုရင် lease ငှားရမ်းခြင်းလို့ပြောလို့ရတယ်ပေါ့အဲ့တော့အဲ့လိုငှားရမ်းခြင်းဖြစ်ဖို့ရန်အတွက်ဆိုကျွန်တော်တို့စီမှာနှစ်ခုရှိရတယ်ဗျနှစ်ဘက်ကတစ်ကကြောသူစီမှာပြောထားတယ်ပါလဲဆိုရင် right to control ရှိရတယ်ဗျas a right to control ဆိုတာဘာကြီးလဲပေါ့နော် as a right to control ဆိုတာဘာကြီးလဲဆိုတော့ဒီစာချုပ်စာတမ်းထဲမှာကျွန်တော် limitation တစ်ခုခုထည့်ထားတဲ့အခြေအနေကလွဲလို့ပေါ့နော်ကျန်တဲ့စာချုပ်စာတမ်းထဲမှာမပါတဲ့ပုံစံနဲ့ကျွန်တော်အဲ့ဒီငှားယူထားတဲ့ပစ္စည်းကိုကျွန်တော်ကြိုက်တဲ့ပုံစံနဲ့သုံးလို့ရမယ်ပေါ့တကယ်လို့ရနေရဆိုတာ right to control ရတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ပြောချင်တဲ့သွားကြည့်လို့ဗျဥပမာဆိုကြပါစို့ကျွန်တော်ကနေပြီးတော့ကြတော့ဒီမြင်ညီတဲ့တိုက်ခန်းတစ်ခန်းကိုငှားလိုက်တယ်ပေါ့အဲ့ဒီကိုငှားတဲ့အချိန်တုန်းကအဲ့စာချုပ်စာတမ်းထဲမှာအဲ့မြင်ညီတဲ့တိုက်ခန်းကိုဘလို့သုံးရမယ်ဆိုပြီးတော့ကြတော့ပြောထားတဲ့ဟာတစ်ခုခုမရှိဘူးဆိုကြပါစို့အဲ့လိုဆိုရင်ကျွန်တော်ကအဲ့မြင်ညီတဲ့တိုက်ခန်းငှားလိုက်ပြီးရဲ့အချိန်မှာကျွန်တော်အဲ့မြင်ညီတဲ့တိုက်ခန်းကိုဆိုကြပါစို့เนาะဥပမာပြောရအောင်ကျွန်တော်ကစားသောက်ဆိုင်ဖွင့်ကြလားဒါမှမဟုတ်လည်း store ဆိုင်လိုဟာမျိုးဖွင့်ကျင်လားဒါမှမဟုတ်လည်းကျွန်တော် spa လိုဟာမျိုးဖွင့်ကျင်လားကျွန်တော်ကသူကြိုက်တယ်လို့ကျွန်တော်ဖွင့်လို့ရမယ်ဒါမှမဟုတ်လည်းကျွန်တော်အိမ်နေတဲ့လူနေအိမ်နေပဲသုံးမလားပေါ့နော်ကျွန်တော်ကြိုက်တယ်လို့သုံးလို့ရရမယ်ပေါ့တကယ်လို့အဲ့လိုမရနေပဲနဲ့ပိုင်ရှင်ကနေခုနကပြောတဲ့ဇာတုဆိုင်ထဲမှာလည်းမပါဘူးအဲ့ချက်ကိုထည့်ရေးထားတာမရှိဘူးပေါ့နော်ဘယ်လိုမသုံးအောင်ဆိုထည့်ရေးထားတာမရှိဘူးမရှိပဲနဲ့လာပြီးတော့ဟိုလိုကြီးတော့မလုပ်အောင်ဒီလိုကြီးတော့မလုပ်အောင်လာပြောလို့ရနေရဆိုတာ right to control မရှိဘူးလို့ပြောလို့ရပါတယ်နောက်ချက်က right to control ရှိရမယ်ဆိုတဲ့ချက်ကနောက်တစ်ချက်ကကြတော့အဲ့ဒီ asset ကိုကျွန်တော်ကခုနပြောသလိုကျွန်တော်ကြိုက်တဲ့ပုံစံနဲ့သုံးနေပေါ့နော်ခုနပြောတဲ့ထားပါစနော်ခုနဥမာပြောခဲ့တဲ့ကျွန်တော်စားတောက်ဆိုင်ဖွင့်နေဒါမှမဟုတ် store ဆိုင်ဖွင့်နေ spa ဖွင့်နေပေါ့အဲ့လိုမျိုးစီးပွားရေးလုပ်ငန်းတစ်ခုခုသုံးလို့စီးပွားရေးလုပ်ငန်းတွေရတဲ့အကျိုးမြတ်တွေဆိုရင်လည်းကျွန်တော် lessee ဖြစ်တဲ့ငှားယူထားတဲ့သူဖြစ်တဲ့ lessee ကနေပဲအဲ့ဒီအကျိုးမြတ်တွေကိုခံစားခွင့်ရှိရမယ်ပေါ့နော်အဲ့ဒါကို lessor ကိုပြန်ပြီးကျွန်တော်ဖွဲ့ပြီးနေကြမလိုပါဘူးပေါ့တကယ်လို့အဲ့လိုမျိုးရှိနေတယ်ဆိုရင်တော့ဒါ right to control ရှိရလို့ပြောလို့ရပါတယ်အဲ့ဒါစာချုပ်စာတမ်းထဲမှာပြောထားတဲ့အချက်ကလွယ်လို့ကျန်တဲ့ပုံစံနဲ့ငှားယူထားတဲ့ကာလအတွင်းမှာဒီပစ္စည်းကိုကြိုက်တယ်လို့သုံးလို့ရမယ်အဲ့ဒီပစ္စည်းကိုသုံးချင်းချောင်းရတဲ့အကျိုးမြတ်တွေကလည်းငှားယူသူဖြစ်တဲ့ lessee ကပဲရနေတယ်ဆိုရင်တော့ကျွန်တော်ဒါ right to control ရှိရလို့ပြောလို့ရပါတယ်အဲ့တော့နောက်တစ်ချက်ကကြောသူကဘာရှိရမလဲဆိုရင် identify asset ဖြစ်ရမယ်ဗျဘာကြီးလဲပေါ့နော် identify asset ဆိုတာ identify asset ဆိုတာဒီပစ္စည်းကိုကျွန်တော်တို့ကအလားတူပစ္စည်းတစ်ခုနဲ့လဲပေးလို့မရဘူးဇာတ်ထုတ်ဆိုင်ထဲမှာရေးထားတာကလွယ်လို့ပေါ့နော်အဲ့တော့ဥပမာတစ်ခုပြောကြည့်မယ်အဲ့တော့ခုနပြောတဲ့တိုက်ခန်းကိုကျွန်တော်ငှားထားတာကကျွန်တော်မြို့ရဲတနေရာမှာငှားထားတယ်ဆိုကြပါစို့ရဲ့အဲ့ဒါဆိုအဲ့ဒီတိုက်ခန်းနဲ့ပုံစံတူနောက်ထပ်တိုက်ခန်းတစ်ခုကမြို့အပြင်မှာရှိရပေါ့အဲ့မြို့ရဲတိုက်ခန်းကိုအဲ့ဒီအိမ်ရှင်ကရောင်းတော့မှာမလို့ကျွန်တော်လာပြောတယ်ဟာညီလေးရေဒီတိုက်ခန်းကိုငါးရောင်းတော့မှာအဲ့အတွက်ကြောင့်မလို့မင်းမြို့ပြင်မှာရှိတဲ့တိုက်ခန်းလေးနဲ့လဲပေးလို့ရလားပေါ့တကယ်လို့အဲ့လိုလာပြောလို့ရနေရဆိုဒီ asset က identify asset မဖြစ်တော့ဘူးလို့ပြောလို့ရပါတယ်အဲ့တော့ identify asset ဖြစ်ဖို့ရတဲ့ဆိုသူနဲ့အလားတူပစ္စည်းတစ်ခုနဲ့ငှားယူထားစဉ်ကာလအတွင်းမှာလာလဲလို့မရဘူးပေါ့နော်ဆိုရင်အင်ရှင်ကနေလာပြီးတော့အဲ့ဒီဥစားကိုတောက်ဆိုပိုင်ခွင့်မရှိရဘူးနောက်တစ်ခုပြောကြည့်မယ်အဲ့တော့စာချုပ်ဆိုင်ထဲမှာပါရဲဆိုချက်ကိုပြောကြည့်မယ်နော်အဲ့မှာဆိုကြပါစို့ကျွန်တော်ငှားထားတာဒီတစ်ခါကျတော့ခဏပြောလို့တိုက်ခန်းနေမဟုတ်ဘဲနဲ့ကားတွေငှားထားရဲဆိုကြပါစို့ရဲ့အဲ့ဒီကားငှားထားတဲ့အချိန်မှာအဲ့စာချုပ်ထဲမှာပါရေးထားလဲဆိုတော့အကယ်လို့များကားပြတ်သွားခဲ့မယ်ဆိုရင်အဲ့ဒီပြတ်နေစဉ်ကာလအတွင်းမှာကျွန်တော်ရဲ့ကားပိုင်ရှင်ကနေပြီးတော့ကျွန်တော်ကိုမလုပ်ပေးရမလဲဆိုရင်ကားအသစ်တစ်စီးခဏအစားထိုးပေးရမယ်
ဒါစာထုတ်စာထဲမှာကိုလို့ထည့်ရေးထားရဆိုကြပါစို့အဲ့ဆိုကျွန်တော်ကားပြတ်သွားရဆိုရင်ကားပိုင်ရှင်ကနေအလားတူကားတစ်စီးနဲ့သူအစားထိုးပေးထားတယ်ဒါပေမဲ့အဲ့လိုထိုးပေးထားလိုက်ယုံနဲ့ identify asset ကနေလွတ်သွားလားဆိုရင်မလွတ်တော့ပါဘူးဘာလို့ဆိုတော့ကျွန်တော်စာချုပ်ထဲမှာပြောထားလို့ဒါလဲပေးရတာဖြစ်တယ်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့စာချုပ်ထဲမှာလည်းပြောမထားဘဲနဲ့လာပြီးပလိုင်းကြီးလာလဲလို့တော့မရဘူးပေါ့နော်တကယ်လို့အဲ့လိုမျိုးမရနေဘူးဆိုရင်ဒါသိကြတယ်ဆိုရင်တော့ဒါ identify asset ဖြစ်တယ်လို့ပြောလို့ရပါတယ်အဲ့တော့ lease ဖြစ်ဖို့ရအတွက်ဆိုရင်အဲ့ဒီ asset တစ်ခုကိုကျွန်တော်အလားတူ asset တစ်ခုနဲ့လဲလို့မရဘူးအချိန်ကာလတစ်ခုငှားယူထားတဲ့အချိန်ကာလတစ်ခုထိအဲ့လိုလဲလူယူထားလို့မရတဲ့အပြင်အဲ့ asset ကိုဘယ်လိုသုံးရမယ်ဘယ်ညာသုံးရမယ်လားပြောလို့မရဘူးအဲ့ asset ကကျွန်တော်တို့သုံးခြင်းကြောင့်ရတဲ့အကျိုးမြတ်တွေအကုန်လုံးကလည်းငှားယူသူကပဲရနိုင်မယ်အဲ့လိုအမျိုးကျွန်တော်ကသူ့ကိုအဲ့ဒီကျွန်တော်တို့လုတ်ပိုင်ခွင့်တွေလွှဲပေးထားတဲ့အတွက်ကြောင့်မလို့ငှားပေးတဲ့သူဖြစ်တဲ့ lesser က consideration ပေါ့ကျွန်တော်ဖိုးခါတစုံတရာရမယ်ဆိုရင်တော့ကျွန်တော်ကဒါကြီးကိုဘာလို့ပြောလို့ရလဲဆိုရင် lease ငှားရမ်းခြင်းလို့ပြောလို့ရပါတယ်အဲ့လိုငှားရမ်းခြင်းလို့ပြောလို့ရပြီဆိုတော့တပြိုင်နက်တည်းကျွန်တော်ဘာနဲ့ညီစဉ်းစားရမလဲဆိုရင် IFRS 16 leases နဲ့ညီကျွန်တော်စပြီးတော့စဉ်းစားပါလိမ့်မယ် okay ဒါဆိုစဉ်းသွင်းကြမယ်ဘယ်လိုသွင်းကြမလဲပေါ့နော် IFRS 16 lease ကသူကစဉ်းသွင်းတဲ့ပုံစံကကြတော့ဘယ်လိုသွင်းလဲဆိုရင်သူက right or you asset နဲ့ lease liability လို့သွင်းတယ်ပုံမှန်အားဖြင့်ဆိုသူကဒါကိုကျွန်တော်ခေါ်အားဖြင့်ဆိုဘာလို့ခေါ်လဲဆိုတော့ finance lease နဲ့တွင်းတယ်လို့ကျွန်တော်တို့ပြောတယ်ပေါ့အဲ့ဒါဆိုရင်သူကဘာမှပြောမထားဘူးတကယ်လို့များကျွန်တော်အောက်ကသူရွေးလို့ရတဲ့အချက်ကလေးကနေကျွန်တော်တို့ဖဲလို့မရဘူးဆိုကြပါစို့ရဲ့လို့ဆိုရင်ကျွန်တော်တို့ကဘာလို့ထည့်ကိုထည့်ရမလဲဆိုရင်ဒါမျိုးထည့်ကိုထည့်ရလိမ့်မယ်စပြီးတော့ငါးတဲ့နေ့မှာ right or you asset ထဲမှာ debit ပြီးတော့ကြတော့ lease liability မှာ credit လို့ကျွန်တော်ထည့်ကိုထည့်ရလိမ့်မယ်ဗျအဲ့တော့ right or you asset ရဲ့ cost တဲ့ဝင်တာကတကယ်တော့ lease liability တခုတည်းတော့မဟုတ်ဘူးတခြားဟာတွေလည်းထပ်ဝင်လိမ့်မယ်ကျွန်တော်အောက်ကြံပြောပြမယ်ဒါပေမဲ့ပုံမှန်အားဖြင့်ဆိုရင် IFRS 16 ဘက်ကနေပြီးတော့ဇင်းသွင်းတဲ့ပုံစံကဘယ်လိုသွင်းလဲဆိုရင်ဒါမျိုးပဲသူက initial recognition စပြီးတော့recognition and measurement မှာစပြီးဒီပုံစံတိုင်းပဲသူကသွင်းစီချင်တာပါokayဘာဖြစ်လို့သွင်းစီချင်တာလဲပေါ့အဲ့ဆိုအရင်တော့ကသွင်းတဲ့ပုံစံဘယ်လိုသွင်းလဲပေါ့တော့အရင်တော့သွင်းတဲ့ပုံစံဆိုကျွန်တော်စဉ်းစားကြည့်မယ်ကျွန်တော် lazy လို့ဝယ်စဉ်းစားကြည့်အောင်နော်လွယ်အောင်လို့ lazy လို့စဉ်းစားရင်ကျွန်တော်ဘက်ကသွင်းတဲ့ပုံစံဒါမျိုးသွင်းနေဗျအပြင်မှာလေ rental expense နဲ့မှာ debit ဟုတ်လားပြီးတော့ပြီးဆိုရင်ကျွန်တော်ချက်ချင်းတန်းပြီးတော့ပတ်စံပေးလိုက် cash ရော ban ရောဒါမှမဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့ခုနကပတ်စံမပေးရသေးဘူးဆိုရင်လည်းကျွန်တော်တို့ accrue ဖြစ်မှာပေါ့ accrue ကျွန်တော်တို့ခုနက rent မှာcredit ပေါ့ဒါမျိုးတွေသွားနေမှာပေါ့နော်ဒါမှမဟုတ်လည်းပတ်စံကြိုးပေးထားစေကျွန်တော် prepaid rent နဲ့ကိုထည့်ထားမယ်ပြီးတော့ကျွန်တော် prepaid rent နဲ့ rent expense ကိုချမယ်အဲ့တော့အဲ့ပုံစံနဲ့စဉ်းသွင်းတာကိုသူကဘာလို့ခေါ်လဲဆိုရင်ကျွန်တော်က operating lease လို့ခေါ်ရဲပေါ့နော်အဲ့ operating lease ကို IFRS 16 lease ကဖြစ်နိုင်ရင်သွင်းစီချင်လားဆိုရင်သွင်းတော့မသွင်းစီချင်ဘူးလို့ပြောလို့ရရဗျအဲ့တော့ဘာဖြစ်လို့လဲဆိုတော့ကျတော့သူကအဲ့ operating lease လို့သွင်းလိုက်ခြင်းအပြင်သူကဘာဖြစ်သွားစီလဲဆိုရင် debit စပြီးတော့ဖြစ်တာအဲ့ဒီ lease အတွက်ပေးစရာရှိတာဘယ်လောက်လဲဆိုရင် lease liability portion ကြီးပျောက်သွားရပေါ့နော်အဲ့တော့သူကတစ်နှစ်စာပဲဝင်နေတယ်လို့ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ဒီလိုငှားထားတာတစ်နှစ်မကဘူးတာဖြစ်တယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုရင်ကျွန်တော်နောက်နေ့မှာပေးရမယ့်ဟာတွေဘယ်လောက်ရှိရဆိုတာမျိုးကျွန်တော်ထည့်ထားတာမရှိတော့ဘူးပေါ့မရှိတော့တဲ့အတွက်ကြောင့်မလို့ဘာကောင်းသွားမလဲဆိုရင် lease liability ကသူကပြောရမယ်ဆိုရင်တော့ကျွန်တော်ဒါ loan capital မျိုးစားတစ်ခုလို့ပြောလို့ရတယ်အဲ့ loan capital မျိုးစားထဲမှာပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ ratio တွေထဲမှာရှိတဲ့ ratio တချို့ကကျွန်တော်တွေတကယ်အမှန်တရားနဲ့ဖော်ပြတာလွဲကုန်နိုင်တယ်ပေါ့နော်ဥပမာထားပါတော့ကျွန်တော်တွေ loan capital ကိုတီးပြီးတော့own capital နဲ့စားတဲ့ gearing ratio လို့ဟာမျိုးပေါ့အဲဆိုကျွန်တော်ကပိုင်းချေပိုင်းဝေရော့တယ်ပိုင်းဝေရော့တော့gearing ratio ကြီးကြာနေတယ်တကယ်အပြင်မှာတော့ gearing ratio ကမြင့်နေရပါတော့မြင့်နေအောင်ကျွန်တော်နေနေရကျွန်တော်စီမှာ borrowing capacity ရှိရလို့ရုပ်တရက်ကြီးယူဆသွားစရာရှိရပေါ့ဒါကြီးကကျွန်တော်မကောင်းတဲ့ဟာလို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ချက်က right or US နဲ့ loan lease liability ထည့်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော် right or US ဘက်အချမ်းက depreciation တွေထွက်တယ် lease liability ဘက်အချမ်းကသူက PB ပေါ့နော် present value ဖွဲ့ပြီးထည့်ထားဖြစ်တဲ့ကြောင့် unwind discount ပေါ့ကျွန်တော် interest expense တွေထွက်တယ်ပေါ့အဲဆိုအဲ့ဒီမှာအဲ့ကောင်တွေထွက်တဲ့ဥစားတွေကိုကျွန်တော် rate expense လာချလိုက်တယ်ဆိုရင်နည်းသွားနိုင်ခြေရှိရပေါ့ဒါဆို expense တွေနည်းမယ် liability တွေshort ပြမိမယ်ဒါဆိုရင်ကျွန်တော်ဘာ concept နဲ့ညှိမလဲဆို prudent concept နဲ့ညှိနိုင်တယ်ပေါ့အဲ့လိုညှိမှာကြောက်တဲ့အတွက်ကြောင့်မလို့သူကဖြစ်နိုင်တယ်ဆိုရင်တော့သူက right or US မှာ debit lease liability မှာ credit လို့သူထည့်စီခြင်းတယ်
အဲ့တော့လေသူအဲ့ဥစ္စာကိုအဲ့လိုမထည့်ဘဲနဲ့ကျွန်တော်ရွေးလို့ရတဲ့အခြေအနေရှိလားဆိုရှိပါတယ်အဲ့တော့အရင်က operating lease လို့ပုံစံမျိုးနဲ့ထည့်ခြင်းနဲ့ဆိုရင်အပြင်ဘယ်လိုထည့်လို့ရလဲဆိုရင်နံပါတ်1က short term lease ဖြစ်တဲ့ဆိုရင်ထည့်လို့ရပါတယ်တဲ့အဲ့တော့ဆိုလိုတဲ့ဘောက12လဒါမှမဟုတ်12လအောက်ထပ်ပို့ပြီးတော့နေတယ်အဲ့တော့ lease term ရဲ့အဆုံးမှာ purchase option လို့ခေါ်တယ်ကျွန်တော် IPC ကိုကျွန်တော်ကိုယ်ပိုင်ဖြစ်အောင်ဝယ်ပလိုက်နိုင်တဲ့ option မရှိဘူးအဲ့လိုမရှိဘူးဆိုရင်တော့ကျွန်တော်ဘာနဲ့ထည့်လို့ရလဲဆိုရင် operating lease အရင်သွားတယ်လို့ပဲ rent expense ချတဲ့ပုံစံနဲ့ထည့်လို့ရပါတယ်ဒါမှမဟုတ်ဆိုရင်လည်းနောက်တစ်ခုကတော့ asset က low value asset တွေဖြစ်နေရပေါ့ဒါမျိုးဆိုရင်လည်းကျွန်တော်ဘာနဲ့သွားလို့ရအောင်ဆိုရင် operating lease နဲ့သွားလို့ရတယ်အဲ့တော့ဒီ asset မျိုးကအပြင်မှာဘယ်နေရာမှမတော့ငါရတယ်အလားတူ asset တွေအများကြီးရှိရဲဆိုကြပါစို့ printer လို့ကောင်းမျိုးလေးပဲဆိုပါစို့ printer ကိုကျွန်တော်မဝယ်ဘူးငါတုံနေပဲဆိုကြပါစို့เนาะ printer scanner တွေငါတုံနေရုံးနေကွန်ပျူတာလေးတွေကျွန်တော်မဝယ်ဘူးငါတုံနေဆိုကြပါစို့တရားအောင်စီရနေပြီးတော့ကျွန်တော်ဒီမှာတိတ်ခင်စားပေါ့เนาะသူများနိုင်ငံတွေမှာဆန္ဒတာမျိုးလေးရှိရဲအဲ့လိုမျိုးငါတုံနေဟာမျိုးလေးဆိုရင်ဒီကောင်းနေဆိုရင်ပြောရမယ်ဆိုရင်အဲ့ဒီဥစ္စာကိုကျွန်တော်ငါမတုံနေလို့ကိုယ့်ဘာကိုသွားဝယ်လိုက်လေရလားဆိုရင်ရရပေါ့เนาะအဲ့လောက်ကြီးစီကြီးနေရမဟုတ်ဘူးပေါ့เนาะအဲ့တော့သူတို့ဒီ i5 16ကတော့သူ့နိုင်ငံရဲ့အလိုရပြောကြည့်မယ်เนาะအဲ့တော့သူ့နိုင်ငံရဲ့အလိုရဆိုရင်တော့သူကခုနပြောတယ် USD 9000အောက်ရောက်နေတဲ့ကောင်တွေဆိုလိုပဲလူတွေလို့သူတက်မှန်နေတယ်ပေါ့เนาะပြောရမယ်ဆိုတော့ဒါပေမဲ့ကျွန်တော်နိုင်ငံမှာဆိုရင်တော့ကျွန်တော်တစ်ချက်ပြန်ပြီးတော့ကြည့်ရမယ်ပကုတ်လုံးရဲ့ site နဲ့ပြန်ကြည့်လိုပဲလူကဘယ်လိုချင်နေမျိုးဖြစ်နေလဲပေါ့เนาะပြန်ပြီးတော့သုံးသပ်ရမယ်ပေါ့အဲ့တော့ထားပါတော့အဲ့ဆို low value asset ဖြစ်တယ်ဆိုတော့ဒီပစ္စည်းကကျတဲ့နေရာမှာသွားပြီးငှားလို့ရတယ်ဒီပစ္စည်းမျိုးကဝယ်လိုက်လေအဲ့လောက်ကြီးဈေးမကြီးနေဘူးအသစ်ဖြစ်နေအောင်ဈေးမကြီးနေဘူးဒါမှမဟုတ်ရင်လည်းတစ်နှစ်ထပ်ပို့ပြီးတော့ shopping ငါတယ်အများဆုံးတစ်နှစ်ထိပဲပေါ့နော်12လအထိပဲငါတယ်ဒါမျိုးဆိုရင်တော့ကျွန်တော်ကဘာနဲ့သွင်းလို့ရအောင်စိအရင်သွင်းတယ်လို့မျိုး operating lease နဲ့သွင်းလို့ရပါတယ်တကယ်လို့များ lazy ပေါ့ငါ YouTube ဘက်ကနေပြီးတော့ not to apply the requirement in recognition of right of USN lease liability ဆိုတော့ဒီအပေါ်ကလို့ပေါ့နော်ကျွန်တော် finally ဆိုမထည့်ဘူးတဲ့မထည့်ဘူးလို့ရွေးချယ်လိုက်တယ်ဆိုကြပါစို့တဲ့ဘာကြောင့်ရွေးလဲဆိုရင် short term lease ဖြစ်လို့ရွေးတယ်တဲ့ဒါမှမဟုတ်ဘူးဆိုရင်လည်း low value asset lease ဖြစ်လို့ရွေးလိုက်တယ်ဆိုရင်တော့တဲ့ the lessee တဲ့ share recognize the lease payment associated with this lease as an expense on either straight line basis over the lease term or another systematic basis တဲ့အဲဆိုရင်ကျွန်တော်ကသူ့ရငှားယူထားတဲ့တန်းတစ်ခုရှိမယ်ပေါ့အဲဒီတန်းပေါ်မှာဘာလုပ်ပလိုက်လဲ expand အနေနဲ့ကျွန်တော် lease ကိုဖြန့်ပြီးတော့ချပလိုက်ပါတယ်တဲ့ဒါကတော့အပြင်မှာလည်းလုံနေကြဖြစ်တယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် example မပေးတော့အောင်เนาะအဲဆိုတော့ဒါကတော့အပြင်မှာသွားနေကြပုံစံအတိုင်းပဲဘာသွားလဲဆိုရင် rent expand ချတဲ့ပုံစံနဲ့ကျွန်တော်တို့သွားပါတယ် okay ကျွန်တော်တို့ဆက်ကြည့်အောင်အဲ့တော့တကယ်သူရဲ့ i5 16ရဲ့ final list နဲ့ကျွန်တော်တို့ထည့်ကြမယ်ဘယ်လိုထည့်ကြမလဲပေါ့နော်ဆိုတော့ final list နဲ့ထည့်တော့မယ်ဆိုရင် lazy ဘက်ကနေပြီးတော့ at the comma stage တဲ့ comma stage ဆိုတာကျွန်တော်စပြီးတော့ငှားယူတဲ့နေပေါ့နော် right နေမှာ lazy က share recognize a right or you asset and lease liability ရဲ့သူစပြီးတော့ရှင်းသွင်းရမှာ right or you asset နဲ့ lease liability နေနဲ့စပြီးတော့ရှင်းသွင်းရပါလိမ့်မယ်တဲ့ဆိုတော့စပြီးတော့တည်တဲ့ဥစ္စာကကျွန်တော် right or you asset ကလေးကိုနည်းနည်းကြော်လိုက်ပြီးအောက်က lease liability ကိုအရင်ပြောပြမယ်ဆိုစပြီးတည်တာကသူက lease liability နေနဲ့ထည့်တဲ့ခဏဘယ်ခဏအောင်ထည့်ရလဲဆိုရင် present value of the lease payment that are not paid at the date ဆိုလိုတဲ့ဘောကကျွန်တော်ခုနပြောတယ်ဒီ list တန်းဒီနေ့မှာစတယ်ပေါ့ဆိုအဲ့ဒီနေ့စတဲ့နေ့ဒါမှမဟုတ်စတဲ့နေ့မတိုင်ခင်ပေါ့ before တော့ပေးထားတာတွေမဟုတ်ဖ ೇನೆ အဲ့ဒီနောက်ပိုင်းကျရင်ပေးရမယ်ဟာတွေပေးရမယ်ဟာတွေအကုန်လုံးကျွန်တော်ဘာလုပ်ပြီးထည့်လဲဆိုတော့သူက future value တွေဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့မှာထည့်ခြင်းအတွက်ကြောင့် present value ဖွဲ့ပြီးတော့ကောက်ထည့်ပလိုက်တယ်ပေါ့နော်အဲ့ဒါဆိုအဲ့လိုထည့်ထားပြီးတော့အကောင်ဘာနေနဲ့တည်လိုက်လဲဆိုအဲ့ present value ပေါ့ lease payment ပေါ့နော်အဲ့ကဏ္ဍကိုကျွန်တော်တို့ခုန lease liability နေနဲ့တည်ပါတယ်တဲ့အဲ့ lease liability ချတဲ့အချိန်မှာ discounted ဆို present value ဖွင့်မယ်ဆိုရင်အဲ့ rate က interest rate implicit in the lease that if that rate can be readily determined အဲ့ဆိုရင်ကျွန်တော်ကဒီ lease နဲ့ပတ်သက်တဲ့ interest rate အဲ့နိုင်ငံတွေထုတ်ပြန်ထားတာများရှိသလားပေါ့နော်တကယ်လို့ရှိရဆိုအဲ့ rate ကိုယူပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုရင် present value ဖွဲ့ပါလိမ့်မယ်တဲ့ if that rate cannot be readily determined တကယ်လို့များအဲ့ rate မရဘူးဆိုကြပါစို့အဲ့နိုင်ငံအဲ့ဒါမျိုးတွေထုတ်ပြန်ထားတာတခုခုမရှိဘူးဆိုရင်တော့ the lazy ရဲ့ share use the lazy incremental borrowing rate အဲ့ဆိုကျွန်တော်တို့ပတ်စံချီးတဲ့ rate ပေါ့နော်အဲ့ rate ကိုယူပြီးတော့ကြတော့ကျွန်တော်ဘာလုပ်ရမလဲဆိုရင် present value ကောက်ပြီးတော့ဖွဲ့ပလိုက်ရပါလိမ့်မယ်တဲ့အဲ့ဆိုရင်အဲ့ဒီ lease liability ကဏ္ဍကြီးကိုသွားစပြီးတော့ဘာလုပ်မလဲဆိုရင်တည်ပါလိမ့်မယ်အဲ့တော့တည်ပြီးတော့ကျွန်တော် lease liability မှာ credit right or USM မှာ debit တူသွားပြီးတော့ထည့်ပါလိမ့်မယ် right or USM ပဲချက်မှာတခြားဟာထည့်ဝင်နိုင်မယ် lease liability ကတော့ဒါနဲ့စပြီးတော့သွားရတယ်ပေါ့နော်အဲ့ပြီးတော့ရောနောက်ပိုင်း
common stake အလုံးပေါ့ဆိုလိုတဲ့ဘောကကျွန်တော်ငါယူနေတဲ့ကာလအတွင်းမှာဆိုရင်တော့တဲ့ legacy ကတဲ့ share measure the lease liability တဲ့ lease liability ကိုတဲ့ by increasing the carry amount to reflect interest on the lease liability တဲ့ဒါကကျွန်တော်တို့ကဒီမှာ present value ဖွဲ့ထားလို့ခဏပြောရနော်သူက present value ဖွဲ့တဲ့ဟာတွေအကုန်လုံးကကျွန်တော်ဗာပြန်လောက်ရလဲဆိုရင်ကျွန်တော်တို့အဲ့ဒီနှစ်ကုန်တဲ့အချိန်မှာဆိုရင်သူက unwinding discount လုပ်လို့ရှိရဗျအဲအားဆို unwinding discount လုပ်တယ်ဆိုတဲ့ဘော present value ဖွဲ့ထားအဲ present value ဖွဲ့ထားတဲ့ကဏ္ဍကိုသူ့ရဲ့သက်ဆိုင်ရာကာလတစ်ခုကိုရောက်တဲ့အချိန်မှာသူ့ရဲ့တကယ်ပေးရမယ့်အမောင်ရောက်သွားအောင်လုပ်ဖို့လိုတယ်အဲ့လိုလုပ်ဖို့ရန်အတွက်ကျွန်တော်ဗာပြန်လုပ်လဲဆိုရင်ပြန်ပြီးတော့ interest rate တက်တော့ unwinding discount လုပ်တယ်လို့ခေါ်တယ်ပေါ့အဲဆိုသူကအဲ့ဒီမှာဘာရေးတော့ပြီးတော့ကျွန်တော်ဝင်လာမယ်ဆိုရင် lease liability မှာသူ့ရဲ့ကဏ္ဍထဲမှာကျွန်တော် interest ကပို့ပြီးတော့ကြတော့တိုးလာမယ်ပေါ့နော်အဲ့ဒါသူရဲ့ channel balance တခုရှိလိမ့်မယ်အဲ့ balance ကို interest rate နဲ့မြောက်ပြီးတော့ကြာတော့အဲ့ interest rate ကိုဘယ်မှာတော့ပေါင်းမလဲဆိုရင် lease liability မှာတော့ပြီးတော့ပေါင်းပါလိမ့်မယ်တဲ့အဲ့ပြီးတော့ reducing the carrying amount to reflect the lease payment made တဲ့အဲ့မှာအဲ့ဒီပေးရမယ့် amount ကြီးပေါ့နော်သူ principal ခေါ်တယ်ပေါ့ကျွန်တော်အရင်ပြန်ပေးရမယ့် amount ဘယ်ချိန်ဆိုရင်ရော့သွားလဲဆိုရင်ကျွန်တော်တို့ခုနက lease payment made ပေါ့အဲဆိုကျွန်တော်ကပတ်စံပေးလိုက်တယ်ပေါ့တော့နှစ်တိုင်းဘာပေးနေမှာအောင်ဆိုမှကျွန်တော်ထားပါတော့10နှစ်လောက်ငှားထားရဆိုပါဆို10နှစ်လုံးနေမှာကျွန်တော်ပေးလို့မရဘူးလေတစ်နှစ်တစ်ခါပေးရရဟုတ်အဲဆိုအဲ့လိုပေးရတဲ့ installment တွေပေးလိုက်တယ်ဆိုရင်တော့သူ lease liability ကဘာဖြစ်သွားမလဲဆိုရင်ကျသွားပါလိမ့်မယ်တဲ့ remeasuring the carrying amount to reflect any reassessment of lease modification အဲတခါတည်းကျရင်တော့အဲ့ lease ကိုကျွန်တော်ပြန်ပြီးတော့ကြတော့အထဲမှာရှိတဲ့ time တွေကိုတချို့ပြင်ပလိုက်တာမျိုး maybe ရှိကောင်းရှိမယ်ရှိရဆိုရင်တော့ carry မောင်ပြောင်းသွားမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဒါကြလို့အလုံးမရှိဘူးဆိုရင်တော့ interest unwinding discount လို့ interest ကြောင့် lease liability to lease payment လို့ရင် lease liability ကြာပေါ့နော်အဲ့ပုံစံနဲ့ကျွန်တော်တို့သွားလေးရှိပါတယ်တဲ့ okay အဲ့ဒါဆိုရင်အောက်ကဟာလေးမကြည့်ခင်မှာအပေါ်ကROU asset ကလေးကိုပြန်ကြည့်အောင်နော် right ROU asset ကိုသူတို့အတူအနေနဲ့ဆို right က R of က O နဲ့ use က U ပြီးတော့ ROU asset လို့သူတို့ခေါ်ကြရပေါ့နော်အဲ့ဒါဆိုအဲ့ right ROU asset ထဲမှာကျတော့ဘာထည့်ထားလဲဆိုရင်သူက name 1စတယ်တာတော့ခုနအောက်ကပြောခဲ့တဲ့ initial measurement of lease liability ကိုစတယ်အဲ့ဆို lease liability က name 1စပြီးတော့တည်တယ်ကဏ္ဍပေါ့နော်အဲ့တဲပြီးတော့ရင်တော့ any lease that payment made at or before the commence date less any lease incentive received အဲ့ဆိုရင်ကျွန်တော်တို့ကခုနပြောတဲ့ဒီစပြီးတော့ကြတော့အဲ့ဒီပစ္စည်းကိုငှားယူတဲ့နေ့မှာပေးလိုက်တဲ့ပတ်စံနေဥမာ deposit လို့အမျိုးပြောချင်တာကအော်နောက်မှမတိုင်ခင်မှာပေးလိုက်တဲ့ပတ်စံနေပေါ့အဲ့ဒီပတ်စံနေရှိသလားရှေ့ဆိုအဲ့ပတ်စံတွေက cash on hand နေထွက်မယ်ဟုတ်အဲ့ထွက်တဲ့ဟာတွေကဘယ်ကိုတက်သွားမလဲဆိုရင် right or USSC ကိုတက်သွားပါလိမ့်မယ်အဲ့တကယ်လို့များကျွန်တော် incentive ရတယ်ပေါ့နော်အဲ့ဒါဆိုရင်အောက်မှာဘယ်နှစ်ငါးထိုင်ဘယ်နှလား free ရတယ်ဆိုဟာမျိုးအဲ့ဆိုအဲ့ဒီ content တွေကိုကျွန်တော် sorry တွေကမလုပ်ထားလဲဆိုရင် ROU တွေနဲ့ပြန်ပြီးတော့ဖိတ်ထုတ်ထားပါတယ်သူတွက်ပြီးတော့အဲ့ပြီးတော့ initial direct cost incur by the lessee ရဲ့အဲ့တခါတည်းကကျွန်တော်ငါးယူလိုက်တဲ့ပစ္စည်းကချက်ချင်းတန်းပြီးတော့ရော့ in ဆိုသုံးလို့မရတာမျိုး maybe ရှိအောင်ရှိနိုင်တယ်အဲ့ဆိုအဲ့ဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့ထားပါဆိုကျွန်တော် machine ကြီးငှားထားတယ် machine ကြီးကျွန်တော်ဆက်ရုံရောက်လာတယ်ကျွန်တော်ဘာလို့ရလဲ installation တွေလုပ်ရတယ်ပြီးတော့ machine ကဖြုတ်လာခဲ့တာမျိုးရှိရဆိုရင်ကျွန်တော်ပြန်ပြီးတော့ assembly ပြန်ပြီးတော့လုပ်ရတယ် machine ကို testing လုပ်ရတယ်အစရှိမယ်ပေါ့နော်ဒါမျိုးစရိတ်တွေရှိတယ်ပြောမယ်ဆိုရင်တော့ကျွန်တော်အရှိတုန်းကပြောခဲ့တဲ့ IS 16ကျွန်တော် property plant equipment ရှိရဟုတ်အဲ့ဒီ equipment တွေကိုသွားကြည့်လိုက်အဲ့ဒီ equipment တွေမှာရှိရ payment before use တွေပေါ့ဒါတွေကလည်း payment before use တွေပါပဲပြောမယ်ဆိုရင်တော့ ROU asset ထဲတဲ့ပုံစံကစတဲ့တဲ့မှာတော့ lease liability ကိုတည်တယ်ဆိုမှကျန်တဲ့ဟာတော့ PPE ထဲတယ်လို့ပဲထည့်တယ်ပေါ့နော် payment before use တွေရှိမယ် after use တွေရှိမယ်ပေါ့နော်ဒါတွေအကုန်လုံးသွားလိုက်ပြီးတော့ထည့်ရပါတယ်နောက်တစ်ခုကကျွန်တော်အဲ့ဒါလည်း PPE တော့လည်းကျွန်တော်မြင်ခဲ့ဘူးလိမ့်မယ် dismantling and restoring the site cost ပေါ့ dismantling and restoring the site cost ဆိုတော့တခါတည်းကကျွန်တော်ငှားထားတဲ့ဟာကဆိုကြပါစို့ကျွန်တော်ငှားထားတာတိုက်ခန်းအလှတစ်ခုငှားထားတယ်ကျွန်တော်အဲ့ဒါကိုဘာလုပ်လိုက်လဲဆိုတော့စာသင်ဖို့ကြောင်းအနေနဲ့လုပ်လိုက်တယ်အဲ့ဒါပြီးတော့ရောအဲ့ဒီနေရာမှာကျွန်တော်ကပြန်ပြီးတော့တိုက်ခန်းကိုအချိန်တစ်ခုရောက်လို့များပြန်ပြီးတော့ပိုင်ရှင်စီကိုပြန်အပ်တယ်ဆိုရင်ကျွန်တော်အကြောင်းအနေနဲ့လောက်ထားလို့ကျွန်တော်ကသူ modification လောက်ထားတဲ့ကိစ္စတွေကျွန်တော်ပြန်ပြီးတော့ဖယ်ပေးရမယ်ပေါ့အဲ့ဒါဆိုရင်အခုဖယ်ပေးရမှာမဟုတ်ဘူး lease တန်းအကုန်ကြမှာဖယ်ပေးရလိမ့်မယ်ဒါဆို future ကြမှာဖယ်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါနဲ့ပတ်သက်တဲ့ Canon estimate မှန်ပြီးတော့ present value ဖွဲ့ပြီးတော့ထည့်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့provision တော့တင်ခဲ့တဲ့ environmental provision သွားတယ်လို့မျိုးသွားလိမ့်မယ်ပေါ့ဒါ payment after use တွေသွားမယ်ပုံစံမှာအဲ့ဆိုသူကကြတော့ provision back ကိုသွားလိမ့်မယ်ဒီမှာရှိတဲ့ lease payment made of before commence date နဲ့
initial direct cost ရကြောင့် cash out ဘက်မှာ credit နဲ့ ROU asset ကို debit ကျွေးလိမ့်မယ်ဒီထိတ်ဆုံးကတော့ lease liability ကိုသွားပါလိမ့်မယ်ROU asset ကပုံမှန်အဖြစ်မြင်ရဆိုရင် ROU asset မှာ debit ပြီးတော့ lease liability မှာ credit cash out ဘက်မှာ credit နဲ့ provision မှာ credit မြင်ရနိုင်ပါတယ်သူစီမှာရှိတာတွေအကုန်ရှိရဆိုကြပါစို့เนาะအဲ့လိုဆိုအကုန်လုံးမြင်ရပါလိမ့်မယ်ပြီးတော့ရင်တော့ command state အလွန်ကြရင်လက်စီက ROU asset ကိုတည်တဲ့အချိန်မှာသူက2မျိုးတည်လို့ရတယ်ပေါ့ cost model နဲ့တည်မလားဒါမှမဟုတ်ရင် right of use ကိုကျွန်တော်ကဒါတော့ investment property အဲ့ right of use ကိုကျွန်တော်သုံးနေတဲ့ပုံစံက investment property သုံးတယ်လို့သုံးနေသလားဒါပေမဲ့သုံးနေရဆိုရင်ကျွန်တော် fair value model နဲ့တည်လို့ရတယ်ဒါမှမဟုတ် PPE သုံးတယ်လို့သုံးနေလားကျွန်တော်ရဲ့ခုန operation တွေမှာထည့်လင်းနေသလားဒါမျိုးဆိုရင် revaluation model နဲ့တည်ခြင်းလေတည်လို့ရပါတယ်တည်ခွင့်ပေးတယ်ပေါ့နော်အဲ့မှာ lease ကနေပြီးတော့ကြတော့ကျွန်တော်တို့ဒီ ownership ပေါ့နော်ဒီပစ္စည်းရဲ့ပိုင်ဆိုင်မှုကိုလက်စီကိုလွှဲလိုက်တဲ့အချိန်ဒါမှမဟုတ်ဘူးဆိုရင်လည်းကျွန်တော် lease stand အဆုံးမှာ IPC ကို purchase option ကျွန်တော်ကဝယ်ခြင်းဝယ်လို့ရတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်က lease stand အဆုံးရောက်တဲ့အချိန်ကျရင် IPC နဲ့ပတ်သက်ပြီးကျွန်တော်ပိုင်သွားတယ်ဒီဘက်ကလက်စားပြန်ပြီးတော့เนาะကျွန်တော်ပိုင်သွားတယ်ဒါမှမဟုတ်ရင် lease stand အဆုံးမှာကျွန်တော်အဖို့ကတက်တာတခုခုနဲ့ဝယ်လို့ရနေတယ်ဆိုရင်တော့လက်စီကဘာလို့ရအောင်ဆိုအဲ့ right of US ကို deviation ချတဲ့အချိန်ကျရင်ကျွန်တော် command state to and useful life တဲ့အဲ့ useful life ကိုတဲပြီးတော့ကျွန်တော် deviation ချလို့ရပါတယ်တဲ့တကယ်လို့အဲ့လိုမဟုတ်ဘူးဆိုရင်တော့လက်စီက deviation ချတဲ့အချိန်ကျရင် from the command state to the earlier of the end of useful life or the end of lease stand of the underlying asset တဲ့အဲ့ဆို useful life နဲ့ lease stand တွေကနေတဲ့နန်းကိုယူဆိုတော့ပို့ပြီးတော့ပေးရမြင်မြင်စောစောရအောင်လဲများသောအားဖြင့် list stand ဆော့ပါလိမ့်မယ်အဲဆိုစောတဲ့ခဏကိုတဲပြီးတော့မလုပ်လဲဆိုရင် division ချပါလိမ့်မယ်တဲ့သူကနေတဲ့နှစ်ကိုယူလိုက်တော့ကြမှာ division အများသွားလိမ့်မယ်ဒါမှပဲကျွန်တော် expand ကကျွန်တော်တွေ interstate မဖြစ်ဘူးပေါ့အလားတူပဲအဲ့ဒီ list stand အဆုံးရအောင်ကျွန်တော်မပိုင်ဘူးလားဆိုရင် list stand အဆုံးပြပြန်ပြီးပစ္စည်းရပေးလိုက်ရမှာဟုတ်ပေးလိုက်ရမယ့်ချိန်တော့ကျွန်တော်လက်ထဲမှာအဲ့ပစ္စည်းနဲ့ပတ်သက်တဲ့ content တွေရှိနေလို့မရဘူးပေါ့ဒါဆို division ချပလိုက်ဖို့လိုပါတယ် okay ဒါကကြတော့ right of use ထည့်တယ်ပုံစံမှာဒါကကြတော့ lazy ဘက်ကနေစီးရင်သွင်းတဲ့ပုံစံကိုကျွန်တော်တို့ပြောပြထားတာဒါနဲ့ပတ်သက်တဲ့ example လေးတစ်ချက်လောက်ကြည့်အောင်နော်အဲ့တော့လုပ်ငန်းတစ်ခုကနေပြီးတော့ကျွန်တော်တို့ဘာလုပ်ထားလဲဆိုရင် office building တစ်ခုကျွန်တော်တို့ငှားထားတယ်ဆိုကြပါစို့ကျွန်တော်ငှားယူထားတယ်လို့စဉ်းစားကြအောင်နော်အဲ့ဆိုရင်အဲ့မှာငှားယူထားတဲ့အတွက်ကြောင့် deposit ပေးရတာဒေါ်လာ2000ခွဲလောက်ကျွန်တော်ရှိတယ်ဆိုကြပါစို့အဲ့မှာနှစ်တိုင်းအဲ့ deposit အပြင်ကိုပေးရတာအဲ့တော့ useful life sorry အဲ့တော့ easy ပေါ့နော်နှစ်ကုန်ရောက်တဲ့ချိန်တိုင်းဒေါ်လာ9000လောက်ပေးရတယ်ဆိုကြပါစို့ lease stand ကကျွန်တော်3နှစ်လောက်ရှိတယ် useful life ကတော့နှစ်20လောက်ရှိတယ် interest rate က 10% လောက်ရှိတယ်ဆိုကြပါစို့အဲ့ဒါဆိုရင်ကျွန်တော်ငှားထားတာဘယ်နှစ်လဲ3နှစ်ရှိတယ်ဟုတ်အဲ့ဆိုအဲ့3နှစ်ကမှာကျွန်တော်က end of Asia ရောက်တိုင်း9000ပေးရမယ်ဆိုတော့လောလောဆယ်နှစ်အစကျွန်တော်စပြီး9ချိန်မှမပေးရသေးဘူးလေမပေးရသေးတော့ကျွန်တော်ဘာလုပ်မလဲအကောင် PV ဖွဲ့မယ်ပေါ့ PV ဖွဲ့ရဆိုရင်ကျွန်တော်မရှာသေးဘူးလို့ပဲစဉ်းစားကြအောင် 10% ဆိုတော့ကျွန်တော်စီမှာ 1 by 1 plus 10% the whole power 1 by 1 plus the whole 10% the whole power 2 1 by 1 plus 10% the whole power 3နဲ့ကျွန်တော်တွေသွားလိမ့်မယ်ပေါ့နော် okay အဲ့ဆိုဒီနေရာမှာရှိဟာလေး sorry ဒီနားလေးဟာမာနေနော်ဒီကောင်လေးက discount factor ကဘယ်လောက်ဖြစ်မလဲဆိုရင်ကျွန်တော်တွေ10% ဖြစ်လိမ့်မယ်ပေါ့ sorry เนาะအဲဒါဆိုရင်အဲ့ဒီ 10% ပေါ်မှာတည်ပြီးတော့ကျွန်တော်အဲ့ဒါကိုဘယ်လောက်နဲ့မြောင်မလဲ9000နေနဲ့မြောင်မယ်ပေါ့ပထမနေ့ရဲ့ discount factor ဒုတိယနေ့ discount factor တတိယနေ့ discount factor နဲ့မြောက်လိုက်ရင်ကျွန်တော် present value တွေရလိမ့်မယ်ပေါ့နော်အဲဆိုအဲ့ present value အကုန်လုံးကိုကျွန်တော်ဘာလုပ်လိုက်မလဲဆိုရင်ပေါင်းချလိုက်မယ်ပေါင်းလိုက်တယ်ဆိုရင် lease liability အနေနဲ့1နှစ်4 3လေးနဲ့တသမ6ရပါလိမ့်မယ်အဲ့ပြီးတော့ရင်ကျွန်တော်ကဒီ deposit အနေနဲ့ပေးထားတာဘယ်လောက်ရှိလဲဆိုရင်2000ခွဲရှိတယ်ဟုတ်ဒါဆို2000ခွဲကိုကျွန်တော်ဘာလုပ်မလဲ cash out ဘက်မှာ credit 2000ခွဲဖြစ်တဲ့ကြောင့်မလို့ကျွန်တော် right of US မှာဆိုရင်တော့ဒီနှစ်ခုပေါင်းထားတဲ့ connection ဖြစ်တဲ့14932နဲ့တသမ6ဖြစ်ပါလိမ့်မယ်အဲဒါက initial recognition ပေါ့ကျွန်တော်စပြီးတော့ဆင်သွင်းတဲ့ပုံစံမှာအဲဆိုပြီးတော့ဆိုရင်တော့ကျွန်တော်တွေafter recognition ရောက်သွားပြီပေါ့ကျွန်တော်ပထမနှစ်ကုန်းသွားအချိန်ရောက်သွားပြီဆိုကြပါစို့ရဲ့အဲဆိုကျွန်တော်ဘာအတွက်မလဲဆိုရင် right of US အတွက်ကျွန်တော် deposition အတွက်မယ်ပေါ့အဲဆိုရင်ဒီမှာကြည့်လိုက်တယ်ဆိုရင် useful life က20ကျွန်တော်ရဲ့ lease stand က3နှစ်ဖြစ်တယ်ပြီးတော့ရင်3နှစ်အဆုံးမှာဒီပစ္စည်းကျွန်တော်ပိုင်းသွားမယ်ဆိုပြီးပြောထားတာမျိုးကျွန်တော်မတွေ့ဘူးအဲမတွေ့တဲ့အတွက်ကြောင့်မလို့အဲ့လို case မရှိဘူးဆိုတော့ကျွန်တော်ကနေတာနဲ့ယူရဲဆိုတော့ lease stand နဲ့ကျွန်တော်စားချပလိုက်မယ်အဲဆိုအပေါ်မှာရှိတဲ့ ROU asset ခဏကို lease stand နဲ့စားချပြီးတော့ deposition မှာ debit ROU asset accumulated deviation မှာ credit ကျွေးပါလိမ့်မယ်ဒါက right of US ဘက်အချမ်းကိုသွားတာပါပြီးတော့ lease stand ဘက်အချမ်းကိုသွားရင် lease stand ဘက်အချမ်းမှာဆိုရင်တော့ကျွန်တော်က
သူကဘာရှိလဲဆိုရင်ဒီ1နှစ်လေး3နှစ်တက်မှာ6ရှယ်ပေါ့အဲ့ဒါကနှစ်ကုန်ရောက်တဲ့အချိန်ကျမှကျွန်တော်က installment ပေးရဆိုတော့နှစ်အစားနှစ်ကုန်ထိ interest တက်တဲ့အချိန်မှာအဲ့ဒါမပါသေးဘူးပေါ့ဒါဆို 10% နဲ့မြောက်လိုက်ရင်ရှားတဲ့ကဏ္ဍ interest expense မှာ debit နဲ့ lease liability မှာ credit ကြည့်ပါတယ်နောက်ပြီးတော့နှစ်တိုင်း annual payment ပေးတာ9000ရှိတယ်9000ကို cash out ဘက်မှာ credit နဲ့ lease liability မှာ debit နဲ့ကျွန်တော်တို့ဆင်သွင်းပါလိမ့်မယ်အဲ့ဆိုပုံမှန်အဖြစ်ဆိုတွေ့ရင်သူကဒါမျိုးလေးကျွန်တော်တို့လေးရှိရပေါ့နော်အဲ့ဆိုကျွန်တော် date တစ်ခုရှိတယ်ကျွန်တော်နှစ်တိုင်းပေးတဲ့ installment ရှိတယ် interest ရှိတယ် principal ရှိတယ် balance ရှိတယ်ပေါ့အဲ့ကနေမှပထမနှစ်မှာတော့ကျွန်တော်သူကနှစ်စာမှာပေးရဖို့တော့ installment မရှိဘူးနှစ်စာဆိုတော့ interest လည်းမတွက်ဘူးအဲ့တော့အရင်ကိုပြန်ပြီးတော့ installment ငွေတွေကနေမှနှိမ်တာမရှိဘူးဆိုတော့ balance က1နဲ့4 3နှစ်တဲ့တော့6ရှိပါလိမ့်မယ်အဲ့နှစ်ကုန်တဲ့ချိန်ရောက်တော့ပတ်စံ9000ပေးတယ်အဲ့ကနေမှဒီ1နဲ့4 3နှစ်တဲ့တော့6ကို 10% ယူထားတဲ့1နှစ်4 3တဲ့တော့2 6ရှိမယ်ဒါဆိုရင်ပတ်စံ9000ပေးလိုက်တဲ့ထက်ကအတိုးတက်လိုက်တာ12000လောက်တက်လိုက်တယ်ဆိုတော့39000လောက်ကတော့အရင်ကိုတော့တက်ပါလိမ့်မယ်ဒါဆိုအရင်ကလျှော့သွားလိမ့်မယ်ပေါ့နော်32400နဲ့8600လောက်ထိကျသွားပါလိမ့်မယ်နောက်နေ့လည်းအလားတူပဲ9000ထက်ဆက်လိမ့်မယ်8600ကနေအတိုးတွက်မယ်ပြီးတော့ရင်အတိုးဖြစ်တဲ့ဟာကိုတက်လိုက်အရင်ကိုသွားနိုင်မယ်4100လောက်နှိမ့်မယ်4000ခွဲလောက်ကျွန်တော်တို့ကျန်မယ်ပေါ့နောက်တစ်နေ့ရောက်သွားချင်းကျရင်9000ထက်ပေးလိမ့်မယ်4545လောက်ရှိမယ်5554တက်သမား546လောက်ကျွန်တော်တို့ရှိမယ်ပေါ့အဲ့ဒါဆိုရင်တော့အဲ့နှစ်ကုန်ရောက်သွားရင်တော့ကျွန်တော်ပေးစရာမရှိတော့ဘူးပေါ့နော်အဲ့တော့day လိုက်တော့ကျင်တက်သမားလေးတွေနည်းငယ်တော့ကွာပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ယူထားတဲ့ဘာရှိလဲဆိုရင်ကျွန်တော်ကဒီမှာ3လောက်ထိပဲယူထားတယ်အတွက်ကြောင့်မလို့ပေါ့နော်တကယ်တမ်းဟိုးအဆုံးထိယူမယ်ဆိုရင်တော့ကျွန်တော်တို့အစုပ်0ထိတိုက်တော့ပါလိမ့်မယ်โอเคဘယ်လိုသွားလဲဆိုရင်ဒီပုံစံတိုင်းတွက်လေးရှေ့ရပေါ့အဲ့ဒါတွက်တဲ့အချိန်ကျကျွန်တော်ကသတိထားရတာဘာတစ်ချက်ရှိလဲဆိုရင်ဒီ lease liability ကိုပြတဲ့အချိန်ပေါ့အဲ့ဆိုရင် financial position မှာပြတဲ့အချိန်ကျရင်သူကဒီ lease liability ကိုပြရင်ထားပါဆိုတော့ပထမနှစ်ကုန်မှာရှိရ8600 something ပေါ့နော်ကျွန်တော်ရှိရဆိုရင်အဲ့ကဏ္ဍကြီးကိုကျွန်တော် lease liability နေနဲ့ပြလို့ရလားဆိုရင်မရပါဘူးအဲ့ဒီအစားနောက်တစ်နှစ်ကျရင်ပေးရမယ်ကဏ္ဍဖြစ်တဲ့4320က current liability တွေကိုသွားပြီးနောက်နှစ်တွေကျမှပေးရမယ်4000ခွဲကကြတော့ non current liability ကိုသွားပါလိမ့်မယ်ကျွန်တော်ဘယ်လိုပြလဲဆိုရင်အဲ့ပုံစံတိုင်းပြပါတယ်ဆိုလိုတဲ့ဘောက lease liability က current non current ခွဲလို့ရနေတယ်ဘယ်လိုခွဲလဲဆိုရင်နောက်တစ်နှစ်ပို့တော့လိုက်ချင်းအပြင်ခွဲလို့ရတယ်အဲ့လိုခွဲလို့ရရင်ခွဲလို့ရတဲ့ပုံစံတိုင်းလိုက်ပြီးတော့ကြတော့ကျွန်တော် current non current ခွဲပေးဖို့လိုပါတယ်အဲ့တော့ IFRS 18က IAS1 လို့ပဲ current non current ခွဲလို့ရနေသေးတဲ့ဒီ current non current ခွဲပြီးတော့ presentation ပြဖို့လိုပါတယ်အဲ့ right US ကတော့ကျွန်တော်တို့ဘယ်မှာတော့ပြမလို့ဆို non current asset portion ထဲမှာတော့ပြီး financial position ထဲမှာပြပါလိမ့်မယ် profit or loss ကိုတော့တာဆိုရင်တော့ deviation သွားလိမ့်မယ်ပြီးတော့ interest expense သွားပါလိမ့်မယ် okay အဲ့ဆိုဒါကကြတော့lessee ဘက် portion ပေါ့နော် lessee ငှားယူသူဘက်ကနေပြီးတော့ lease တွေကို final lease နဲ့ဆင်သွင်းထည့်တဲ့ပုံစံပါ operating lease ကတော့လွယ်တော့ကျွန်တော်မပြောတော့ဘူးเนาะအရင်တိုင်းပဲအပြင်မှာလုပ်တယ်လို့ပဲ prepaid တွေ accrued cash out ဘက်အနေနဲ့ rent expense နဲ့တွားတဲ့ပုံစံပါ okay ကျွန်တော်နောက်တစ်ခါလောက်ပါအောင်เนาะအဲ့ဆိုဒီတစ်ခါတော့မြင်ပဲချောင်းစဉ်းစားကြည့်အောင်ကျွန်တော်ငါပြီးသူပဲချောင်းစဉ်းစားမယ်เนาะ lesser ပဲချောင်းစဉ်းစားကြည့်အောင်အဲ့ lesser ပဲအချမ်းမှာလဲသူက final lease operating lease ခွဲတယ်အဲ့ဒါပေမဲ့သူခွဲတဲ့ပုံစံကြောင့် lesser ကြောင့်ဘယ်လိုခွဲလဲဆိုရင်အဲ့ဒီ lease ကနေပြီးတော့ဒီ asset နဲ့ပတ်သက်ပြီးတော့ ownership တွေ risk တွေ reward တွေကိုလွှဲလိုက်တာလားတကယ်လို့လွှဲလိုက်တယ်ဆိုရင် final lease လို့သတ်မှတ်တယ်မလွှဲလိုက်ဘူးလားမလွှဲလိုက်ရင် operating lease လို့သတ်မှတ်ပါတယ်အဲ့တော့အချမ်းမြင် operating lease ကိုကျွန်တော်ပြောကြည့်လိုက်မယ် operating lease ကအရင်တိုင်းပဲတူမဟုတ်ဘူးကျွန်တော်အပြင်မှာဆိုရင် rental income ချတာပေါ့အဲ့တော့ခုနက lessee ပဲချမ်းအစင်းတိုင်း rental expense ချတယ်ဟုတ်ဒီကောင်ကကြောက်ပါလို့မလဲ rental income ချလိမ့်မယ်ပေါ့နော် lesser ကျွန်တော်ကငှားပြီးသူဆိုတော့ကျွန်တော် rental income နဲ့ကျွန်တော်တွေစီသွင်းပါလိမ့်မယ်အဲ့ဒါက operating lease ထည့်တဲ့ပုံစံသူကတော့ရထားတဲ့ lease payment ပေါ့နော်ကျွန်တော် receipt ရထားတဲ့ခဏနေရှိတယ်အဲ့ဒါကိုကျွန်တော် income လို့ထည့်တယ် straight line နဲ့ဒါမှမဟုတ်တခြားတော့ visit တစ်ခုခုနဲ့ကျွန်တော်တွေထည့်မယ်ပေါ့နော်ကျွန်တော်lease time မှာဘာလို့ပြလဲ income ကိုဖြန့်ချလိုက်တယ်မျိုးနဲ့ကျွန်တော်တွေထည့်လေးရှိပါတယ် okay finally ဆိုစဉ်းစားကြည့်အောင်နော်အဲ့တော့ final lease လို့စဉ်းစားပြီးဆိုရင်တော့သူကဘာဖြစ်သွားလဲဆိုသူ့ဘက်က lesser ဘက်ကကြည့်တော့ကြတော့ကျွန်တော်ကဒီပစ္စည်းနဲ့ပတ်သက်တဲ့ control ဘယ်သူ့ကိုလွှဲလိုက်လဲဆိုရင် lessee ကိုလွှဲလိုက်တယ်ဟုတ် lessee ကိုလွှဲလိုက်တဲ့အတွက်ကြောင့်ကျွန်တော်က control မရနေဘူး control မရတဲ့အတွက်ကြောင့်ကျွန်တော် asset လို့ထည့်လို့မရတော့ဘူးပေါ့နော်အဲ့ဒီကြောင့်ကျွန်တော်ကဘာလုပ်ရလဲဆိုရင် government state ပေါ့အစပြီးတော့စီးရင်သွင်းတဲ့နေ့မှာ lesser ကနေ lease receivable or ဒါမှမဟုတ် net investment ပေါ့အဲ့ကဏ္ဍဘယ်ကဏ္ဍကိုယူပြီးတော့ထည့်လဲဆိုရင် lease receipt ရမယ်ကဏ္ဍပေါ့အဲ့ကဏ္ဍကိုကျွန်
ကျွန်တော်တို့ present value ဖွဲ့ပြီးတော့အဲ့ကဏ္ဍကိုကျွန်တော်ဘာအနေနဲ့ထည့်လဲဆိုရင် lease receiver အနေနဲ့ထည့်ပါတယ်အဲ့တော့ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ခုနကဈေးနဲ့ကနေဘာကိုပြန်ထွဲထုတ်မလဲဆိုရင်ကျွန်တော်တို့ငကိုတော့ကကျွန်တော်ပိုင်ဆိုင်ထားတဲ့ပစ္စည်းကကျွန်တော် control မရတော့အဲ့ပစ္စည်းကိုခုနကသူရဲ့သက်ဆိုင်ရာ PPE or investment property တခုတည်းနဲ့ကျွန်တော်တို့ဆွဲထုတ်လိုက်ပါလိမ့်မယ်အဲ့ဒါဆိုပြီးတော့ပြီဆိုရင်တော့ finance income ပေါ်တိုင်း interest income ပေါ့နော်ခုနအပေါ်ဟောက်သူပြောင်းပြန်လန်းလိမ့်မယ် interest income ကို lease term ပေါ်မှာဖြန့်ချမယ်အဲ့ဖြန့်ချပြီးတော့ကြတော့ကျွန်တော် net investment ခဏကိုတွားပြီးတော့ကြတော့ညှိပါလိမ့်မယ်အဲ့ဒီပုံစံနဲ့ထည့်တယ်ပေါ့နော်ကျွန်တော်က example လေးကြည့်လိုက်နေလို့ position လိုက်မယ်နဲ့တူတယ်အဲ့ဆိုလုပ်ငန်းတိုင်းဒီတစ်ခါကျတော့ကျွန်တော်ဘာလုပ်တော့ဆိုရင် machine တစ်ခုကိုတပ်ပတ်တီကိုငှားစားတယ်ကျွန်တော်လွယ်အောင်ခုနကနဲ့တိုက်ကြည့်လိုက်အောင် first January လေးကငှားရတယ်ဝေးစဉ်းစားကြည့်အောင်နော်အဲ့ဆိုအဲ့ machine ရဲ့ cost က3သိန်းရှိတယ်သူနဲ့ပတ်သက်တဲ့ accumulated depreciation က4000ရှိရဆိုကြပါဆိုရဲအဲ့ပြီးတော့ရင်တော့ဒီ rental ရတဲ့ကဏ္ဍကတစ်နှစ်ကိုနှစ်ကုန်ရောက်တိုင်း3000ရတယ်ဆိုကြပါဆိုရဲအဲ့ဆိုငှားတာကျွန်တော်3နှစ်ငှားတယ် residual value ကတော့3နှစ်အကုန်မှာကျွန်တော် guarantee ပေးထားတော့မရှိဘူးဆိုကြပါစို့ interest rate ကတော့ lease ပေါ်မှာရှိတဲ့ 10% လောက်ရှိတယ်ဆိုကြပါဆိုရဲ okay အဲ့ဆိုဒီမှာဆိုရင် sorry ကျွန်တော်ဒီမှာလေကျွန်တော်နည်းနည်းမှားထားရဲကျွန်တော်ငကိုကကျွန်တော် example ပြရမယ်လို့တွေးထားတဲ့percentage လေးနည်းလေးကိုရတော့အဲ့ပေါ့နော်ကျွန်တော် 10% လို့ကျွန်တော်ပြန်ပြောင်းရေးမယ်နော်ကျွန်တော်ထက်နေအောင်ကျွန်တော်ဒူစေခြင်းလို့ပြန်နည်းနည်းလေးပြန်ထိုက်ကြည့်လွှဲစေခြင်းလို့နော် okay စကြည့်အောင်အဲ့ဒါဆိုရင်ဒါလည်းခုနလိုပဲကျွန်တော်ဘာလုပ်မလဲဆိုရင်နံပါတ်1စလောက်တာ PP ဖွဲ့တယ်ပေါ့အဲ့ဆိုကျွန်တော်အရမှာကတစ်နှစ်ကို3000ရမယ်ဟုတ်အဲ့ဒါကို 10% နဲ့ကျွန်တော်ဘာလုပ်မလဲအဲ့ခုနက present value ကျွန်တော်ပြန်ပြီးတော့ဖွဲ့မယ်အဲ့ဒါဆို3ခုပေါင်းတဲ့ကဏ္ဍကိုကျွန်တော်ယူပြီးတော့ထည့်မယ်ပေါ့အဲ့ဒါအဲ့3ခုပေါင်းတဲ့ကဏ္ဍကိုယူပြီးတော့သူကဘာအနေနဲ့ထည့်လဲဆိုဒီဘောဟာလေးတွေနော်ဒါလေးတွေကိုပေါင်းပြီးတော့ကြတော့ကျွန်တော်9400 something ကို lease receiver အနေနဲ့ထည့်ပါတယ်နောက်ပြီးတော့ရင်တော့ကျွန်တော်ရဲ့ PPE ကနေမှကျွန်တော်ငကိုရှိရကဏ္ဍနေကျွန်တော်ဘာလုပ်မလဲပြန်ပြီးတော့ဆွဲထုတ်လိုက်မယ်အဲ့တော့ cost ကနေ credit နဲ့ဆွဲထုတ်မယ် accumulated depreciation နဲ့ debit နဲ့ဆွဲထုတ်ပါလိမ့်မယ်အဲ့တော့ပြီးတော့ရင်တော့ဒီgain or loss on lease ပေါ့ဒီမှာတော့ credit ထွက်နေဆို gain ထွက်နေရပေါ့နော်ဒါကတော့ဘာလဲဆိုအပေါ် lease receiver နဲ့ဒီမှာရှိနေတဲ့ PPEကြားရအဟာကိုယူပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုရင် gain or loss on lease လို့ကျွန်တော်တို့ထည့်ပါမယ်ဒါဘာနဲ့တူတူပဲလဲဆိုကျွန်တော်တို့ PPE ကိုရောင်းစားလိုက်တဲ့ gain or loss on disposal နဲ့တူတူပါပဲဒီမှာတော့ disposal မဟုတ်ဘဲနဲ့ lease 9ရက်နဲ့ချိန်ရထွက်တဲ့ဟာမျိုးဖြစ်နေအောင်ပေါ့နော်အဲဆိုအဲ့ဒါပြီးသွားတဲ့အချိန်ကျရင်တော့ကျွန်တော်ကဘာတွက်မလဲဆိုခုနကlease receiver မှာ interest ပြန်တွက်လိုက်မယ်အဲဆိုသူကနှစ်ကုန်တဲ့အချိန်ကျမှရတာဖြစ်တဲ့ကြောင့်ထုံးစံနိုင်မယ်ကျွန်တော် 10% မြောက်ပြီးတော့ကျွန်တော်interest ပေါ်လိမ့်မယ်အဲ့ interest ကိုဒီတစ်ခါကျတော့ကျွန်တော် lesser ဖြစ်တဲ့ကြောင့် interest က expand မဟုတ်ပဲကျွန်တော် income ဖြစ်သွားလိမ့်မယ် lease receiver မှာသွားပြီးတော့ပေါင်းပါလိမ့်မယ်သူလည်းဘာလုပ်နေရပဲလဲဆိုလွယ်ပြောရင်တော့ PV ဖွဲ့ထားတဲ့ကြောင့် unwinding discount လုပ်ရပါပဲစိမ့်ပါပဲတကယ်တမ်းတော့ Rapido annual receipt ရတဲ့3000ရှိတယ်အဲ့3000ကို cash out ဘက်မှာ debit နဲ့ lease receipt ဘက်မှာ credit နဲ့ကျွန်တော်တို့ထည့်ပါလိမ့်မယ်အဲဆိုသူသွားတဲ့ပုံစံကြတော့ပထမတော့ရှိတဲ့ balance တခုရှိရပေါ့အဲ့ဒါကိုနှစ်ကုန်ရောက်တဲ့ချိန်3000ရှိမဲ့ဒီကနေပြီးတော့ကျွန်တော် balance ပေါ်မှာ interest income တွက်ပြီးတော့ရင်ရထားတဲ့ installment ဒီတစ်ခါကျွန်တော်ရရပေါ့နော်ရရတဲ့နေရာမှာကျွန်တော်အတိုးကဏ္ဍကိုဖယ်လိုက်တယ်ဆိုရင်ကျွန်တော်အရင်ဒီနေ့မှာဘယ်လောက်ပြန်ရလဲအဲ့ပုံစံနဲ့ထည့်သွားရင်အဆုံးရောက်တဲ့ချိန်ကျရင်ကျွန်တော် balance ပေါ်ပါလိမ့်မယ်အဲဆိုဒီပုံစံနဲ့ကျွန်တော်တွေတွားလေးရှိရပေါ့နော်ဒါကကြတော့finally ကိုမှ lesser ပဲအချမ်းကတွေ့တယ်ဆိုရင်တွေ့တယ်ပုံစံပါအဲဆိုရင်ဒီထိကတော့ကျွန်တော်တို့ list နဲ့ပတ်သက်ပြီးတော့ lessy ကျွန်တော်ငှားယူသူဘက်ကဆိုဘယ်လိုရှင်းသွင်းမဲ့ lesser ငှားရန်သူဘက်ကဆိုဘယ်လိုရှင်းသွင်းမဲ့ဆိုတဲ့ဥစ္စာကိုပြောထားတဲ့ဥစ္စာလေးပါဒီမှာကျွန်တော်ဘာကို example ပေးမှတော့လဲဆို operating list တွေကိုမပေးသွားဘူးဘာလို့ဆိုတော့ rental expense နဲ့ rental income ထည့်ရဆိုတော့အပြင်မှာလည်းလုပ်နေကြဆိုတော့ကျွန်တော်အဲ့ဒါကိုထွေလုပ်ပြီးတော့မပြောနေတော့ဘူးเนาะ okayအဲဆိုရင်သူနဲ့ပတ်သက်တဲ့ disclosure အကြည့်အောင်disclosure အနေနဲ့ဆို lessy ပဲအချမ်းကဘာ disclose လုပ်ရလဲပေါ့နော် number 1 disclose လုပ်တာ RU accept line by line ကျွန်တော်line item တစ်ကြောင်းအနေနဲ့ကျွန်တော်ထိုးကိုပြမယ်ပေါ့ IFRS နဲ့တောက်ထိုးပြဖို့လိုတယ်ပေါ့နော်အဲဆိုတော့ right of US လို့ထိုးပြရနိုင်မယ်ပြီးတော့ lease liability အဲဆိုအဲ့ကောင် current non current ခွဲပြီးတခြားသော liability ကနေဖယ်ပြီးတော့ lease liability ဆိုသူလဲ line တစ်ကြောင်းနဲ့ပြပါတော့သူပြောချင်တာပေါ့နော်ပြီးတော့ရင်တော့ profit or loss ပဲအချက်မှာဆို deviation တွေရှိမယ် lease liability ရဲ့ interest တွေရှိမယ်ပြီးတော့ရင်တော့ကန short term lease နဲ့ low value asset တွေရဲ့ rental expense တွေရှိမယ်အဲ့တော့ဒီလိုများ variable lease payment တွေရှိရစင် variable lease payment တွေဘယ်လောက်ရှိလဲဆိုတာပြောပြပေးဖို့လိုတယ်ပေါ့နော်ပြီးတော့ရင်တော့ statement of cash flow မှာဆိုရင်
ဒီ lease နဲ့ပတ်သက်ပြီးတော့ principal ကဘယ်လောက်ပေးတယ်လဲ interest ကဘယ်လောက်ပေးတယ်လဲအဲ့ဒါ cash outflow ဘယ်လောက်ရှိတယ်လဲဆိုတော့ပြပေးဖို့လိုတယ်အဲ့ principal payment financing activity တွေမှာပြလိမ့်မယ်ဘာလို့ဆိုတော့ lease liability ကသူက loan capital အမျိုးအစားတစ်ခုလို့အကြံဉာဏ်ဖြစ်ယူဆလို့ရနေလို့ interest ကကြတော့ operating term financing တစ်ခုတွေမှာထည့်ပြီးတော့ပြပါလိမ့်မယ်အဲ့ပြီးတော့ရင်တော့ short term နဲ့ low value asset lease payment တွေအဲ့ဒါ operating activity တွေမှာတွားပြီးတော့ကြတော့ပြပါလိမ့်မယ်အဲ့ပြီးတော့ရင်တော့ additional disclosure အနေနဲ့ lease liability ကဘယ်ချိန်မှာကျွန်တော် maturity ဖြစ်မလဲဆိုတော့ဘယ်နှစ်နှစ်နေ lease liability ကချိန်မှာလဲ leasing လုပ်တဲ့ activity ကဘာတွေလုပ်ထားတာလဲအဲ့ပြီးတော့ရင်ဒါကို extension တိုးလို့ရသလားဒါမှမဟုတ်ရင်လည်းဆော့ပြီးတော့ termination လုပ်လို့ရသလားဒါမှမဟုတ် purchase လုပ်လို့ရတဲ့ option တွေများရှိသလားအဲ့ပြီးတော့ရင် lease ကခုနကပြောတဲ့ပြီးရဲ့ချိန်မှာနှစ်တိုင်းအထူးထူးပေးနေရလားဒါမှမဟုတ်ရင်အဲ့မှာအတိုးရော်တွေများရှိနေသလားပြီးတော့ရင်ကျွန်တော် estimate လုပ်တဲ့ဟာတွေက beginner တွေကိုကြည့်ပြီးတော့လုပ်တော့ my interest ဆိုလည်းပဲရောက်ဆိုယူပြီးတော့ကျွန်တော် interest တွေလုပ်ထားရတယ်ပေါ့နော်ဒါမျိုးကြီးကျွန်တော်ပြောပြဖို့လိုပါတယ်အလားတူပဲကြောင်းမြင်ပိုင်ခြင်းက lesser ဘက်ကနေစဉ်းစားမယ်နော်အဲ့တော့ lesser ဘက်ကစဉ်းစားမယ်ဆို lesser ဘက်ကနံပါတ်1စစဉ်းစားတာသူကဒါကို final lease လို့သူစဉ်းသွင်းထားသလား operating lease လို့တွင်ထားသလားပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူကဘာပြောရမလဲဆိုဒါနဲ့ပတ်သက်တဲ့ risk and reward လွှဲထားသလား or မလွှဲထားဘူးလားပေါ့နော်ဒါကိုကျွန်တော်ပြောပြထားဖို့လိုပါတယ်တကယ်လို့ final lease ဆိုရင်တော့က net investment ဆိုတော့ lease receivable ပေါ့နော်အဲဆိုဒီကနေ့ကျွန်တော်ဘယ်လောက်ရှိတယ်လဲဒါမျိုးကြီးပြောပြဖို့လိုတယ်အဲ့ဒါပြီးတော့ရင်တော့ထုံစံတိုင်းပဲဘယ်နည်းကြရင်ကျွန်တော်တို့ဒါကြီးက lease receivable ကတန်ကုန်သွားမှာလဲပေါ့နော်ဒါမျိုးကြီးပြောပြဖို့လိုတယ်ကျွန်တော် final lease ကရမယ့် income ပေါ့ interest income အနေနဲ့ကျွန်တော်ထည့်ထားတဲ့ခဏနေဘေကနေနေထည့်ထားလဲကျွန်တော်ပြောပြဖို့လိုတယ်ပြီးတော့ income ကိုကျွန်တော်ဆင်းသွင်းတဲ့အချိန်မှာကျွန်တော်ချထားတဲ့ accounting policy ရှိသလားဘာရှိလဲပေါ့နော်ရှိရင်ပြောပြဖို့လိုပါတယ်ဒါလို့ operating lease ဆိုရင်တော့ကျွန်တော်က operating lease ကတနေ့အောက်လားတနေ့ကနေ2နှစ်လား2နှစ်ကျော်လားအစားကြီးပြင်ပေါ့နော်ကျွန်တော် maturity လိုက်ခွဲပြီးတော့ကြတော့ဒါ future lease payment risk ပဲရစရာရှိတာတွေရောဘယ်လောက်ရှိလဲဆိုတာပြောပြဖို့လိုတယ်လက်ရှိနှစ်ထဲမှာထည့်ထားတဲ့ lease income ပေါ့ rental income ဘယ်လောက်ထည့်ထားသလဲဒါမျိုးပြောပြဖို့လိုတယ်အဲ့မှာ leasing လုပ်ထားတော့ကကျွန်တော်တို့အရေးကြီးတယ်ကျွန်တော်ချက်လက်တွေဘာရှိသလဲဥပမာထားပါဆိုဘယ်နှစ်ကြာရင်ပြန်ပြီးတော့ renew လုပ်လို့ရသလားမရဘူးလားဒီထဲမှာlease payment တွေကအမြဲတမ်း fix ဖြစ်နေလားဒါမှမဟုတ် fix မဖြစ်ဘဲနဲ့အပြောင်းလဲတွေအတက်ကြရှိသလား residual value နဲ့ပတ်သက်တဲ့ risk တွေဘာရှိသလဲဒါမျိုးတွေပြောပြဖို့လိုပါတယ်အဲ့တော့ generally အပြင်ဆိုရင်တော့သူကဒီ risk တွေကို residual value နဲ့ credit risk တွေကိုဘယ်လိုအမျိုး manage လုပ်ထားသလဲပေါ့နော်ဘာလို့ဆိုတော့ residual ပဲဖြစ်တဲ့အကြောင်းကျွန်တော်ပြန်ရမှာသိကြလားမသိကြဘူးလားဒါကိုဘယ်လိုရအောင်ကာထားသလဲဒါမျိုးပြောပြဖို့လိုတယ်အဲ့တော့ lease income နဲ့ပတ်သက်ပြီးတော့ကြတော့ fix နဲ့သွားနေရလား variable နဲ့သွားနေရလားဒါမျိုးပြောပြဖို့လိုတယ်ပြီးတော့ရင်တော့တကယ်လို့များ sub lease တွေလုပ်လို့ရနေသလားလက်စီကိုခွင့်ပြုထားသလားမခွင့်ပြုထားဘူးလားဒါမျိုးကြီးကျွန်တော်ပြောပြဖို့လိုပါတယ် okay ဒါဆိုရင်တော့ဒါက IFRS 16ပေါ့နော်ကျွန်တော် lease နဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒီ IFRS လို့ပြောလို့ရပါတယ်ဒါလေးကိုကျွန်တော်တို့ဒီလေ့လာလိုက်ခြင်းအပြင်ကျွန်တော် lease ပေါ့နော်ငါးရန်နိုင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုအစင်းသွင်းမလဲဆိုတဲ့ဥစ္စာကိုနားလည်လောက်မယ်လို့ယူဆပါတယ်အဲ့တော့တကယ်လို့များကျွန်တော်ရဲ့ဗီဒီယိုလေးကအကျိုးမြတ်တစ်စုံတရာရှိစေတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမိတ်ဆွေတငယ်ချင်းလေးတွေစီကိုလည်းတစ်ချက်လောက်ကျွန်တော်မျှဝေပေးဖို့ကူညီတောင်းချင်ပါတယ်အလားတူပဲဒီလိုဗီဒီယိုမျိုးလေးတွေကိုကျွန်တော်ပုံမှန်လေးကျွန်တော်တင်ပေးနေကျွန်တော်ရဲ့ channel လေးကိုလည်းတစ်ချက်လောက် subscribe လေးလုပ်ပေးဖို့နဲ့မိတ်ဆွေတငယ်ချင်းလေးတွေစီကိုလည်းတစ်ချက်လောက်ကျွန်တော်ဒီသတင်းလေးကိုပြပပေးဖို့ရန်အတွက်လည်းကူညီတောင်းချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ